ဂျုံငတ်တကောင်သည်မိန်းကလေးတဦး၏ပြတင်းပေါက်စီသို့ရောက်ရှိလာခဲ့သည်အေးဆက်လာသောမိုးရေဆက်များကရင်းဤခန္ဓာကိုယ်ပေါ်သို့ရရဆက်ဆက်ရိုက်ခတ်နေပြီးမိုးရေထဲတွင်ဆူရွှဲနေတော်လဲထိုနေရာမှထွက်မသွားခဲ့ပေမိန်းကလေးသည်ရင်းဤထူးဆန်းသောအပြုမူများကြောင့်စူးစမ်းလိုစိတ်ပြင်းပြကအနီးကပ်သွားကြည့်မိမှသာပြတင်းပေါက်အောက်တွင်အတိုက်ဆောက်ထားကြောင်းတတိပြုမိတော်သည်ဂျုံငတ်သည်ရင်းဤခန္ဓာကိုယ်ဖြင့်အေးဆက်သောမိုးရေများကိုကာကွယ်ရင်းဥများကိုဝတ်နေရှာသည်ထိုမြင်ကွင်းကိုမြင်ရသောအခါမိန်းကလေးမှာလက်ရလာပြီးချစ်စရာကောင်းသောဂျုံငတ်လေးကိုလက်ဖြင့်အသားအရာကင်တွေရန်စူးစမ်းကြည့်ခဲ့သည်သို့တော်မမျှော်လင့်ပဲဂျုံငတ်လေးသည်ချက်ချင်းပင်အမွေးမြင့်များထောင်ထလာပြီးရန်လိုသောအမှုအရာဖြင့်ခုခံကာကွယ်သည့်ပုံစံပြောင်းသွားခဲ့သည်ထို့ကြောင့်မိန်းကလေးမှာထိုအကြံကိုလက်လျှော့လိုက်ရပြီးတိတ်တဆိတ်သာစောင့်ကြည့်နေခဲ့ရသည်ဂျုံငတ်လေးမှာဥဝတ်နေရသည့်အပြင်သို့ပါအစာရှာထွက်နေရသည်ကိုမြင်ရတိုင်းမိန်းကလေးသည်အိမ်ထဲမှကောက်ပဲသီးနှံအချို့ကိုဇုံးဖြင့်ကူကာပြတင်းပေါက်ပေါ်တွင်တင်ပေးလေးရှိသည်ဂျုံငတ်လေးစိတ်အေးလက်အေးဥဝတ်နိုင်ရန်မျှော်လင့်ချက်ဖြင့်ဖြစ်သည်တနေ့တွင်မိန်းကလေးသည်ပုံမှန်အတိုင်းအစာကျွေးရန်သွားသည့်အခါဥများထဲမှတလုံးသည်အတိုက်ပြင်ဘက်သို့လိမ့်ကျနေသည်ကိုမမျှော်လင့်ပဲတွေ့ရှိခဲ့သည်ထို့ကြောင့်မိန်းကလေးသည်စွန့်စားပြီးထိုးဦးကိုအတိုက်ထဲသို့ပြန်ထည့်ပေးခဲ့သည်ထို့နောက်ဤနေရာသည်ပို၍အဆင်ပြေနိုင်မည်ဟုတွေးမိသောကြောင့်မိန်းကလေးသည်ဂျုံငတ်၏အတိုက်ကိုမိမိ၏ပြတင်းပေါက်ပေါ်သို့တိတ်တဆိတ်ရွှေ့ပြောင်းပေးလိုက်သည်ထိုအခါထက်မြက်လာသောဂျုံငတ်လေးသည်လည်းအခြေအနေကိုနားလည်ကာပြတင်းပေါက်ပေါ်သို့တက်လာခဲ့သည်နေရာတစ်ဖြစ်၍အနေငယ်စိမ့်နေတော့လေဤအိမ်တစ်ကိုလိုလိုလားလားလက်ခံကာစိတ်အေးချမ်းသာစွာဖြင့်ပြန်လည်ဥဝတ်လေတော့သည်မိန်းကလေးသည်နေ့စဉ်နှင့်အမျှပြင်းအတွက်အစာနှင့်ရေကိုပို့ဆောင်ပေးခဲ့သည်သို့သောဂျုံငတ်သည်မိန်းကလေးအပေါ်တန်တရားမကင်းသေးပဲပို့ပေးထားသောအစာခွက်ကိုပင်ပုတ်ချပစ်ခဲ့သည်သို့တော်လည်းမိန်းကလေးသည်စိတ်မပြတ်ပဲနေတိုင်းအစာနှင့်ရေကိုမပြတ်မကွက်ဆက်လက်ပို့ပေးခဲ့သည်မိန်းကလေး၏စေတနာကိုခံစားမိသွား၍လာမသိဂျုံငတ်မေသည်မိန်းကလေး၏အနီးကပ်အစာကျွေးမှုကိုလက်ခံလာပြီးလက်ဖြင့်ကင်တွယ်ပုတ်တက်ခြင်းကိုပါခွင့်ပြုလာခဲ့သည်ယခင်ကလိုတန်တရားစိတ်နှင့်စိတ်ကမှုများလုံးဝမရှိတော့ပေမိန်းကလေး၏ဂရုစိုက်မှုကြောင့်ဂျုံငတ်မေသည်အာယုံနောက်စရာမလိုပဲဦးများကိုစိတ်ဆိုင်ကဝတ်နိုင်ခဲ့သည်ပို၍ဝမ်းသာစရာကောင်းသည်မှာရက်တော်ကြာပြောက်ကွယ်နေသောဂျုံငတ်ဖေဖေပါပြန်ရောက်လာခြင်းဖြစ်သည်ရင်းသည်ရောက်ချင်းပင်အစာများစီတို့ပြေးသွားကအငမ်းမရစားတော့သည်အနေငယ်ရှုပ်ရှုပ်ရှက်ရှက်ဖြစ်စေတော့လေဂျုံငတ်ဖေဖေသည်ဂျုံငတ်မေနှင့်အတူတလက်စီဥပေးခဲ့သည်မိန်းကလေးကလည်းအသက်တစ်လေးများကိုအတူတကွစောင့်ရှောက်နိုင်ရန်အစာများကိုအချိန်မှန်ဖြည့်ဆည်းပေးခဲ့သည်မကြာမီတွင်သူတို့အားလုံး၏ပူးပေါင်းကြိုးပမ်းမှုကြောင့်ဂျုံငတ်ပေါက်စလေးများသည်ဤလောကကြီးထဲသို့မွေးဖွားတန့်စင်လာခဲ့ကြသည်ဂျုံငတ်မိဘများသည်တလက်စီအစာရှာထွက်ကြပြီးပြန်လာတိုင်းရှာဖွေလာသောအစာများကိုအော်အန်ကာသားငယ်လေးများကိုကျွေးကြသည်ဂျုံငတ်ပေါက်စလေးများသည်မိဘများ၏ဂရုစိုက်မှုအောက်တွင်တစ်နေ့ထက်တစ်နေ့ထွားကျိုင်းလာပြီးခန္ဓာကိုယ်ကြီးထွားလာသည်နှင့်အမျှတင်းငယ်သောပြတင်းပေါက်လေးသည်သူတို့အတွက်မဆက်မပြဲဖြစ်လာခဲ့သည်ထို့ကြောင့်မိန်းကလေးသည်သူတို့အားပုံမူကျဝန်းသောအမိုးပေါ်သို့ရွှေ့ပြောင်းပေးကအတိုက်အသေးတစ်ခုဆောက်ပေးခဲ့သည်ဤပတ်ဝန်းကျင်သည်တဘာဝနှင့်ပုံမူနီးစပ်ပြီးအခြားအိမ်နီးနားချင်းများကိုလည်းအနှောက်အယှက်မဖြစ်စေပေးသို့သောဟာလာဟင်းလင်းဖြစ်နေသောအမိုးပေါ်တွင်မိုးလေဝသတံကိုမခံနိုင်ရှာပေမိုးရွာချတိုင်းသူတို့မိသားစုမှာရွှဲရွှဲဆိုဖြစ်ကြရပြန်သည်စိတ်တဘောထားပြေဝသောမိန်းကလေးသည်မိုးရွာတိုင်းထိဖြစ်မိုးကပေးခဲ့ရသည်သို့သောရေရှည်ပေးကင်းစေရန်အတွက်မိန်းကလေးသည်မိမိစား၏ဝက်ဖဲလှုပ်ဝက်စုဆောင်ဝေများကိုယူကာသူတို့အတွက်အိမ်လေးတစ်လုံးတီးတန့်အော်ရာမှာပြီးလုပ်ပေးခဲ့သည်ထိုနေရာလေးသည်ဂျုံငတ်မိသားစုအတွက်မုန်တိုင်းတံမှခိုးလုံရစိတ်ကန်းငယ်လေးဖြစ်လာခဲ့သည်ဂျုံငတ်မိသားစုသည်မိန်းကလေး၏စောင့်ရှောက်မှုအောက်တွင်အေးချမ်းစွာနေထိုင်ရင်းမြို့ပြ၏လူနေမှုပုံစံကိုတစ်ဖြည်းဖြည်းလိုက်ရောညီထွေဖြစ်အောင်နေထိုင်တက်လာကမိန်းကလေးနှင့်လည်းလက်ဆိုင်သောယုံကြည်မှုတန်ရောစဉ်ကိုတည်ဆောက်နိုင်ခဲ့သည်သူတို့သည်တနေ့နေ့တွင်ဤနေရာသူတို့ကြီးပြင်းခဲ့ရာအရက်မှဆွန့်ခွာသွားကြမည်ဖြစ်တော်လဲမိန်းကလေးပေးအပ်ခဲ့သောနှွေးထွေးသည့်စောင့်ရှောက်မှုများသည်သူတို့ဘဝ၏အမတ်တရအခြေခံအယောင်တွေးဖြင့်ထာဝရကျန်ရှိနေမည်ဖြစ်ပါတော့သည်